မြို့တစ်မြို့အဝင်မှာဈေးဆိုင်လေးတစ်ဆိုင်ရှိတယ်တဲ့ဈေးဆိုင်မှာလေးတယောက်ဈေးရောက်နေလူတယောက်ကအဲ့ဒီမြို့ကိုပြောင်းလာရဈေးဆိုင်ကလေးဝင်မေးမင်းကလေးရဲ့ဦးကဟိုဘက်မြို့တစ်မြို့နဲ့ဒီကိုပြောင်းလာဒီမြို့ကလူတွေကစိတ်ရင်းကောင်းကြရဲ့လားကွယ်ပေါင်းလို့တင်းလို့ဆင်းပြေးပါမလားမေးဈေးဆိုင်မှာလေးကပြန်မေးဦးလေးပြောင်းလာခဲ့တဲ့မြို့ကလူတွေရောစိတ်ရင်းကောင်းရဲ့လားပေါင်းလို့သင်းလို့အဆင်ပြေခဲ့ရဲ့လားမေးအဲ့ဒီလူကြီးကပြန်ပြောတယ်ဟိုးတယောက်မှစိတ်ရင်းမကောင်းအလကားလူတွေသိရုပ်မာတဲ့လူတွေအဲ့ဒီလူတွေနဲ့ကိုမနေခြင်းလို့ပေါင်းလို့သင်းလို့မကောင်းလို့ဦးကဒီမြို့ကိုပြောင်းလာဒီလူတွေစိတ်ပြက်လွန်းလို့မင်းကလေးကပြောတယ်စိတ်မကောင်းပါဘူးဦးလေးရဲ့ဒီမြို့ကြရင်လေအဲ့လိုလူတွေပဲဦးလေးတွေ့ရမှာပါညင်ညူပြီးမြို့ထဲဝင်သွားနောက်တစ်လားလောက်ကြာတော့လူတယောက်လာပြန်တယ်အဲ့ဈေးသည်လေးကိုပဲမေးပြန်မင်းကလေးရဲ့ဦးကဒီမြို့ကိုပြောင်းလာရဒီမြို့ကလူတွေကစိတ်ရင်းကောင်းကြရဲ့လားပေါင်းလို့သင်လို့ဆင်းပြေးပါမလားရှင်းဤတူပဲမေးပြန်တယ်ဉာဏ်ပညာရှိတဲ့ဈေးသည်မလေးကပြန်မေးဦးလေးကိုမေးပြရစေဦးလေးပြောင်းလာတဲ့မြို့ကလူတွေကစိတ်ရင်းကောင်းရဲ့လားပေါင်းလို့သင်လို့ဆင်ပြေရဲ့လားအဲ့လူကပြန်ပြောတယ်ဟိုးသိစိတ်ရင်းကောင်းကြတယ်မင်းကလေးရဲ့ပေါင်းလို့သင်လို့အလွန်ဆင်ပြေပါတယ်ဗျာဒီလူတွေကချစ်စရာကောင်းတယ်ဗျာကျုပ်မပြောင်းကျင်ပါဘူးဗျာလုပ်ငန်းတာဝန်ရပြောင်းလာတာပါဗျစေသမလေးကပြန်ပြောတယ်စိတ်မကောင်းမရှိပါနဲ့ဦးလေးရဲ့ဒီမျိုးကလူတွေလည်းဦးလေးတွေ့ပါလိမ့်မယ်စိတ်ရင်းကောင်းကြပါတယ်ပေါင်းလို့သင်လို့ဆင်ပြေပါလိမ့်မယ်တိတ်ကိုနဲ့ဆိုင်တဲ့အဓိပ္ပာယ်ရှိပါတယ်အဓိပ္ပာယ်ကတော့မင်းပေါ်မှာမူတည်ပါတယ်မင်းကရောက်တဲ့နေရာမှာဘသူ့ကိုမှအကောင်းမမြင်ဘူးဘသူနဲ့မှမတည့်ဘူးလူတကာနဲ့ရံဖြစ်အေးနောက်တစ်မျိုးပြောင်းလဲမင်းအဲ့လိုပဲတွေ့မှာပဲမင်းကလူတွေကိုကူညီတယ်ချစ်ခင်တယ်လူတန်းပေးကမ်းတယ်လူတွေကမင်းကိုချစ်မှာပေါ့ဘယ်မျိုးရောက်ရောက်စိတ်ကောင်းရှိတဲ့လူဟာလူကောင်းနေနဲ့တွေ့ရတယ်ဆိုအဲ့ဒါပါပဲလူတွေစိတ်ကောင်းနှလုံးကောင်းရှိပါလို့ပြောချင်တယ်